ရှေ့မှာဒီဥရဲ့ရှေ့မှာဘာရှိမလဲဆို O line ဖြစ်ရင်ဖြစ်မဖြစ်ရင် A lineနဲ့ sorry O line ရဲ့နောက်တစ်ခုကကြတော့ U line ရဲ့ O နဲ့ U နဲ့ဒီဥအခရာရဲ့ရှေ့မှာရှိရဆိုလို့ရှိရင်လေဒီဟာကိုတန်ရှည်ဆွဲတယ်ဒီမှာဆိုလို့ရှိရင်ဒီဟာဆိုရင်အတန်ထွက်က U line ရဲ့ရှေ့မှာခိုးစာရှိရခိုးစာ O line ပြီးရင်စုစာ U line အဲ့တော့ဒီနှစ်ခုကိုအတန်ရှည်ဆွဲရင်ခိုးစုဆိုပြီးတော့အတန်ထွက်တယ်ခိုးစုနောက်တစ်ခုကကြတော့ဒီမှာသူ့ရဲ့ U line ရဲ့ရှေ့မှာရော့စာ O line ဆိုလို့ရှိရင်လေသူ့ကိုတန်ထွက်ကတန်ရှည်ဆွဲမယ်ရောဆိုပြီးအတန်ဆွဲမယ်အိုဟာရောဆိုပြီးတော့အတန်ထွက်ဖြစ်တယ်ပေါ့နော်ဒါကနံပါတ်2အခြေအနေနံပါတ်2အခြေအနေက U line ရဲ့ရှေ့မှာ O line သို့မဟုတ် U line ရှိရင်ဒီရှေ့အတန်ကိုတန်ရှည်ဆွဲတယ်နောက်တစ်ခုကကြတော့ဒီအအီဥအေဥဆိုတဲ့အခြေခံအတန်ထွက်5လုံးရဲ့ရှေ့မှာသူ့အောက်ကစလုံးတွေရှိရင်လေအတန်ရှည်ဆွဲတယ်သူ့အောက်ကအတန်ဆိုကြတော့ဘာကိုပြောရလဲဆိုတော့ဒီမှာဆိုလို့ရှိရင်ဒီအအီဥအေဥရဲ့အောက်မှာခခိခုခဲကိုစာရှိစုဆဲဆိုတာချီစုတဲတူဒီစလုံးတွေရှိရယ်အဲ့ဒီစလုံးတွေရှိရယ်ဆိုလို့ရှိရင်တဲ့အဲ့ဒီစလုံးတွေကသူ့ရဲ့ဘလောက်မှဘလို့ရှိမှလဲဆိုဒီသူ့ရဲ့အရှိမရှိမှာဒီအအီဥအေဥရဲ့အောက်မှာရှိတဲ့အစင်လိုက်သွားတဲ့ခခိခုခဲကိုတွေပေါ့နော်အဲ့ဒီဟာဒီကဒီစလုံးတွေရဲ့အရှိမရှိရယ်ဆိုလို့ရှိရင်လေဒီဟာကိုအတန်ရှည်ဆွဲတယ်ဒီမှာအရဲ့အရှိမှာခရှိရယ်ဆိုရင်ခနဲ့အနဲ့ပေါင်းရင်ခဤရဲ့အရှိမှာတန်ထွက်စရှိရယ်ဆိုရင်စာဤပြီးရင်အဲ့နဲ့အရှိမှာသူ့အောက်ကစလုံးတွေဖြစ်တဲ့နဲရှိရယ်ဆိုရင်နဲပြီးရင်ဒီဟာကြတော့ဥဒါဆိုလို့ရှိရင်တိုးဒီတိုးကကြတော့ဒီအပေါ်ကအတန်ထွက်နဲ့တူသွားပြီပေါ့နော်ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်ဒါအတန်ရှည်ဆွဲတယ်ပြီးရင်ဒါတိုးဒီမှာဆိုရင်အာယူဝဲကို line ရှိမယ်ပြီးရင်သူ့ရဲ့အရှိကဟာကသူ့အောက်ကစလုံးရှိရယ်ဆိုရင်တိုးဒါဆိုရင်ခါစိုက်နဲတိုးဒါကြတော့တိုးဒီတန်တော့နဲ့ဒီတန်တော့ကတူအဲ့ဆိုရင်အဲ့ဆိုလို့ရှိရင်ဒီနေ့ပြောတာကချောအုံးဆိုတဲ့အတန်ရှည်ဖတ်တဲ့အကြောင်းအရာဖြစ်ပါတယ်